အားလုံးမင်္ဂလာပါဒီဗီဒီယိုမှာတော့ကျွန်တော်ကပြောရတဲ့အတိုင်းကိုယ့်ရဲ့ဖုန်းတစ်လုံးနဲ့ပေါ့နော်ဒီ Facebook မှာ live လွှဲတဲ့နီ game တွေ live လွှဲတဲ့နီကိုဒီနေ့မှာဗီဒီယိုလေးမှာကျွန်တော်ပြပေးသွားမှာဖြစ်ပါတယ်အရင်တော့ကျွန်တော်တို့ဖုန်းထဲမှာကျွန်တော်တို့ application Play Store တခု download ပြီးတာနဲ့ live stream လုပ်လို့ရတယ်ဒါပေမဲ့အဲ့ဒီ application ကိုသူက Play Store ကနေပေးမသုံးတော့ဘူးဗျပိတ်ပစ်လိုက်ပေါ့နော်ဆိုတော့ live လွှဲဖို့အတွက်ဖုန်းတစ်လုံးနဲ့ live လွှဲဖို့ကနည်းနည်းလေးခက်တယ်ဆိုတော့အခုနောက်ပိုင်းကျွန်တော်က software လေးပေါ့နော် application လေးတခုရှာတွေ့ထားတာဗျအဲ့ဒီ application လို့သုံးပြီးတော့ကျွန်တော်တို့ computer မှာလိုမျိုးသေချာပေါ့နော် computer မှာမျိုးကျွန်တော် string key တွေပါတယ်ထည့်ပြီးတော့ live stream လုပ်ရမှာဖြစ်ပါတယ်နော်အဲ့ဒါတော့ကျွန်တော်တို့နည်းနည်းလေးတော့လက်ဝင်နေကျွန်တော်တို့နည်းနည်းလေးတော့လောက်ရမှာပေါ့နော်ဒါပေမဲ့ကျွန်တော်ဗီဒီယိုလေးကိုသေချာလေးရှင်းတဲ့ရှင်းအောင်သေချာလေးပြပေးသွားမယ်ပေါ့နော်ဆိုတော့ဗီဒီယိုလေးကိုတော့သေချာကြည့်ပါနားမယ်တဲ့ဘက်ကိုကျွန်တော်တို့ဒီကျွန်တော်ရဲ့ comment အောက်မှာကျွန်တော်ရဲ့ channel YouTube channel ရဲ့ comment အောက်မှာဒီဗီဒီယိုအောက်မှာမေးလို့ခဲ့လို့ရပါတယ်နားမလဲပဲဟိုတေချာလေးရှင်းတဲ့ရှင်းအောင်ကျွန်တော်ရှင်းပြပေးပါနော်ဆိုတော့ဗီဒီယိုလေးရှားလိုက်ရအောင်ဗျအထူးသဖြင့် mobile game တွေကိုကိုယ့်ရဲ့ဖုန်းတစ်လုံးနဲ့ကိုယ့်ရဲ့ Facebook page သို့မဟုတ်ကိုယ့်ရဲ့ Facebook ကိုယ့်ရဲ့ Facebook မှာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော် page မှာပဲဖြစ်ဖြစ် live stream လုပ်ချင်တဲ့ညီကိုတွေအတွက်အသုံးဝင်မယ်လို့ထင်ပါတယ်ဆိုတော့ဗီဒီယိုလေးရှားလိုက်အောင်ဗျကဲဒီဆိုတော့ကျွန်တော်စားဖို့လည်းကျွန်တော်တို့က Play Store လာပြီးတော့ကျွန်တော်တို့ PRISI Lit Studio ဆိုတာလေးကိုကျွန်တော်ဂိမ်းနဲ့ဒီဖုန်းထဲကို install ထည့်ပေးလိုက်ပါနော်ကျွန်တော် install ထည့်လိုက်မယ်ဒါကျွန်တော်စားနီးစပြီးတော့ကျွန်တော်တေချာလေးရှင်းပြသွားမှာနော်နည်းနည်းတော့လက်ဝင်တာဖြစ်တဲ့တေချာလေးလိုက်ကြည့်ပေးပါနားမလည်တဲ့ဘက်ကိုကျွန်တော် comment မှာမေးခဲ့ပါနော် comment မှာရေးခဲ့ပါ okay ကျွန်တော်ဒီ install ပြီးသွားတဲ့ဒီခဏစောက်ပေးလိုက်ပါဗျဒါရေးကြည့်တဲ့ပိုင်းမဟုတ်သေးဘူးเนาะပြီးရင်နောက်လာရေးကြည့်တဲ့ပိုင်းလေးလာမယ် okay open ဆိုတော့နှိပ်ဖွင့်လိုက်ပါပြီးရင်ကျွန်မ Google account နဲ့ကိုယ့်ရဲ့ Google account Gmail account တစ်ခုနဲ့ချိန်ပြီးလိုက်ပါเนาะ Facebook account လည်းရတယ်ကြိုက်တဲ့ဟာနဲ့ချိန်ပါเนาะကျွန်တော်တို့ Google နဲ့ပဲချိန်လိုက်တော့မယ်ပြီး okay ဆိုတော့လေးနှိပ်ပေးလိုက်ပါပြီးပေါ်ဆုံးဟာလေးရွေးပေးလိုက်ပြီး around ဆိုတော့လေးနှိပ်ပေးလိုက်ပြီးရင်ခဏဆောက်ပေးပါခင်ဗျဆိုရင်ကျွန်တော်တို့ကဗာရွေးရမလဲဆိုတော့ရေးပေးရမှာနော်အဲ့ screen ဆိုတော့ရေးပေးပြီးဆိုရင်ဒီမှာ permission တောင်းမယ်သူ permission လာတောင်းရင်ကျွန်တော်ဖိတ်ပေးရမှာပေါ့နော်ကဲပြီးခဏကျွန်တော်တို့ Play Store ကနေဆုပ် download တဲ့ application လေးရှာပြီးတော့ဒီမှာပိတ်နေဟလားပိတ်နေဖွင့်ပေးလိုက်ပါနော်ဒီကောင်လေးကိုခုလိုမျိုးဖြစ်အောင်ဖွင့်ပေးလိုက်ဖွင့်ပေးရင်နောက်ဆုပ်လိုက်တဲ့နောက်ဆုပ်ပြီးတော့ကျွန်တော်တို့ကready ဆိုရင်နှိပ်ပေးလိုက်ဗျ ready ဆိုရင်ပေါ်ပေါင်းလက္ခဏာလေးနှိပ်ပေးလိုက်အခုလိုမျိုးလာပေါ်မယ်နော်ဘလာတာတို့မှာဆိုရင်အခုလိုမျိုးလာပေါ်မယ်လာပေါ်ပြီဆိုကျွန်တော်တို့ကပဲနှိပ်ရမလဲဆိုတော့ခဏလေးနော်ဒီနေရာလေးနှိပ်ရမှာနော်ပေါင်းလက္ခဏာလေးဆိုရင်နှိပ်ပါကဲနှိပ်ဝင်သွားလိုက်ဒီနေရာမှာရေးကြည့်သွားပြီဒီမှာ server key နဲ့ swing key ကိုကျွန်တော်တို့ OBS မှာလိုမျိုး computer နဲ့လွှင့်တယ်လို့မျိုးကျွန်တော်လောက်ရတော့မှာဆိုတော့အဲ့ server key နဲ့ string key ကဘယ်ကသွားရှာမလဲဆိုတော့တစ်ချက်တေချာလေးကြည့်ပါရေးကြည့်ရနော်ဒီနေရာကဲကျွန်တော်တို့ဒီခုလိုမျိုးလောက်တော့မယ်ဆိုရင်ဒီ Facebook ထဲသွားလို့မရအောင်နော်ဒီ Facebook ကနေသွားလို့မရအောင်နော်ကိုယ့်ရဲ့ဒီ Google Chrome သွားလိုက်ပါနော်ကဲ Google Chrome ရပြီဆိုဒီမှာကျွန်တော်တို့ရဲ့ account အခုလက်ရှိအပြင်မှာဒီ every ကိုပေါ်တော့ဒီမှာ account မှာလွှဲချင်တာဒီ account ကဒီမှာဝင်ထားတဲ့ account ကိုကျွန်တော်တို့ Google မှာလာဝင်ပေးရမယ်ဗျOkay နော်ဒီဟာကျွန်တော်ဝင်ပြမယ်ဒီဟာကျွန်တော်လက်ရှိမှာဝင်နေတာဖြစ်တဲ့အတွက်ကျွန်တော် log out လုပ်ရမှာပေါ့နော်ဘယ်လိုဝင်ရလဲဆိုတော့တစ်ချက်လေးပြပေးမယ်ကဲဒီနေရာမှာကိုယ့်ရဲ့ Gmail ပေါ့နော်ပေါ်မှာကိုယ့်ရဲ့ Gmail နဲ့ password ဒါမှမဟုတ်ဖုန်းနံပါတ်နဲ့ဖွင့်ထားတဲ့ဖုန်းနံပါတ်နဲ့ password ကိုကိုယ့်ရဲ့ account ပေါ့နော်ကိုလွှဲမဲ့ account ဒီမှာလာဝင်ပေးရမှာနော်ဒီမှာ email address နဲ့ password ဆိုတာနေမှာကိုယ့်ရဲ့ဒီမှာတစ်ခုပြောချင်တာကိုယ့်ရဲ့ account တွေ password တွေ Gmail နဲ့မှန်းမိဘူးဆိုတော့မရအောင်နော် Gmail တွေ password မှန်းမိတယ်ဆိုတော့ဒီမှာဝင်ပေးလိုက်ကျွန်တော်တော့ဝင်ပြီးသားဆိုတော့ကျွန်တော်ကောက်ကျွန်တော်ဝင်ပေးလိုက်မယ်ခဏလေးစောက်ပါနော် Okay ကျွန်တော်ကောက်ဝင်သွားပြီနော်ဒီမှာဝင်သွားပြီဆိုရင်ကျွန်တော်တို့ကဒီနေရာလေးမှာဆက်ပေါ်လင်းမှာတော့ဆက်30လေးလာကျွန်တော်ညာဘက်တော့ပေါ်လင်းနော်အညာဘက်တော့မှာပေါ်မှာဆက်30လေးရှိအဲ့ဆက်30လေးနှိပ်ဒီမှာ desktop ကျွန်တော်ဖြောလိုက်မယ်ခုလိုမျိုးမချစ်ဖြုတ်လဲဘလာတာတို့မှာဆိုရင်မချစ်ဖြုတ်လိုက်ရပေါ့နော်ခဏလေးစောက်
အဲ့လိုမျိုးဖြစ်သွားမယ်နော်အဲ့လိုမျိုးဖြစ်သွားပြီဆိုရင်ကျွန်တော်တို့က desktop တိုင်းပြောင်းပေးရမယ်ဒီဟာဆိုရင်မရဘူးနော်ကျွန်တော် desktop site ပြောင်းပေးမယ်ဆိုတော့အပေါ်မှာကျွန်တော်တို့ဆက်34နှိပ်ကောက်ဝင်ရပြီဆိုရင်ဒီပါပြီးရင်ဒီမှာကျွန်တော်နှိပ်ပေးတဲ့ desktop site ဆိုတာလေးမှန်ချစ်ထည့်ပေးလိုက်ပါကြနော်ကဲမှန်ချစ်ထည့်ပေးလိုက်ဆိုရင်သူက computer site လိုမျိုးဖြစ်သွားမယ် computer မှာ Facebook ဝင်တယ်လိုမျိုးဖြစ်သွားမှာနော်ခဏလေးဆောက်ပါပြီးရင်ကျွန်တော်ဒီနေ့ဆွဲလိုက်ပါဗျโอเคနည်းနည်းဆွဲလိုက်တော့ဆွဲပြီးကျွန်တော်တို့ဒီမှာပေါ်မှာပို့တင်တဲ့နေရာလေးလာမယ်ပို့တင်တဲ့နေရာတွေ့လားအမှစာတွေရေးဓာတ်ပုံလေးတင်တဲ့နေရာเนาะကျွန်တော်တစ်ချက်လေးတင်ဂီတအနေနဲ့ပြရမယ်ဒီမှာနော်ဒီနေရာလေးမှာတွေ့လားအဲ့စာလေးပို့တင်မှာ list video ဆိုလေးတွေ့လားအဲ့ list video ဆိုလေးနှိပ်လိုက်ဗျ list video ဆိုလေးကဲနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာဒီနေရာမှာ go list ဆိုလေးတွေ့လားအဲ့ go list ဆိုလေးတစ်ချက်နှိပ်လိုက်ကဲ go list တစ်ချက်နှိပ်ပြီးတော့တေချာလေးပြပေးထားနော်မသိတဲ့နေရာပြန်မင်းနော်ပြီးရင်ဒီမှာဒီနေရာလေးဆွဲကြည့်လိုက်ပြီးတော့ကျွန်တော်ဒီမှာ string key တွေ့လားအောက်နဲ့တစ်ချက်နှိပ်ကြလိုက်တစ်ချက်လေးပြမယ်ကျွန်တော်ဒီမှာ string key ဒါ server key လို့ခေါ်တယ်အဲ့နှစ်ခုကိုကျွန်တော်ခဏ application ထဲမှာတတ်ထည့်ပေးရမယ်အရင်ဆုံးကျွန်တော် server key ကိုဘေးနာ copy ဆိုရဲတွေ့လားမှာ copy လေcopy ဆိုရဲကျွန်တော် copy ယူလိုက်မယ်ကဲ copy ယူပြီးတော့ကျွန်တော်တို့ကခဏဒီပေါ်ဒီအဲ့ဒီ application နဲ့ပြောင်းဝင်မယ်ပြီးရင် server key အရင်ယူလာပြတဲ့ server key ပေါ်မှာကျွန်တော်ခဏလောက်ဖိထားပြီးတော့ page ဆိုရဲချမယ် okay နောက်တစ်ခု string key ပြန်သွားယူမယ်okay စကီးရပြီကျွန်တော် copy ဆိုရဲနှိပ်လိုက်မယ်နော်copy ဆိုရဲနှိပ်လိုက်မယ် copy ဆိုရဲနှိပ်ပြီးတော့ string key ကိုကျွန်တော်တို့ပြန်ပြီးတော့သွားပြီးတော့ခဏ application မှာသွားပြီးတော့ထပ်ထည့်မယ်နော် okay ဒီမှာ string key ကိုကျွန်တော်တို့ဖိထားမယ်ဖိထားပြီးတော့ paste လုပ်လိုက်မယ်ကဲ paste လုပ်ပြီးတော့ပေါ်မှာ save ဆိုရဲရှိတယ်လားဒီမှာကျွန်တော်ပြမယ်ခဏလေးဘဲပါလဲsave ဆိုရဲနော်အဲ့ဒါလေး save ပေးလိုက်ပါ save ဆိုလဲ wire လေးနဲ့နော်ဒီလိုမျိုးရပြီဆိုရင်ကျွန်တော်တို့ကချက်ချစ်ခက်လေးနှိပ်ချလိုက်နော်ဒီမှာနောက်ချက်ချစ်ခက်လေးတစ်ချက်နှိပ်ချလိုက်ပြီး go list ဖွင့်လို့ရပြီဒီနေရာမှာတစ်ချက်ပြမယ်920တချို့ဖုန်းကောင်းတဲ့သူတွေဆိုရင်1080ကြီးလွှင့်လို့ရတယ်ဒီမှာ1080ပေါ့နော်920 480 380အဲ့ဒါတွေကကိုယ့်ရဲ့ live stream ကြည့်ဖို့အတွက်ပေါ့နော်ကိုကြိုက်တဲ့ဟာနဲ့လွှင့်ပါနောက်တစ်ခုကျတော့အပေါ်မှာ frame rate ရတော့ကျွန်တော်မှ60ဒီမရဘူး60ဒီရတဲ့ဟာဆိုရင်ကျွန်တော်ဖုန်းနေဆို60နဲ့လွှဲပေးပါကျွန်တော်30ဒီပဲရတာဖြစ်တဲ့အတွက်30ပဲကျွန်တော်နှိပ်ထားလိုက်မယ်ပြီးရင်ကျန်တဲ့ဟာတော့ဘာမှလိုက်မပြင်းနဲ့တော့ဗောနော်လိုက်မပြင်းနဲ့တော့ကျွန်တော်ပြီးဆိုရင်အဝါရော်လေးနဲ့ go list ဆိုတာနှိပ်ပေးလိုက်ပါပြီး okay ဆိုတာနှိပ်ပေးလိုက်ပါပြီး yes ဆိုတာနှိပ်ပေးလိုက်ပါပြီး start now ဆိုကဲဒီကျွန်တော်လိုက်လွှဲပြီးနော်ဒီ software တဲ့နေလိုက်လွှဲလိုက်ပြီထားလိုက်ပါဒီ software နဲ့လိုက်ဆိုလေးပေါ်နေခဏလောက်စောက်ကြည့်ဒီမှာတွေ့လား list ဆိုလေးပေါ်နေအဲ့ဒါဆိုကျွန်တော်တို့ software ထဲနေလိုက်လွှဲထားပြီးနောက်တစ်ဆက်လောက်မှရှိသေးတယ် Facebook ပေါ်တော့မရောက်သေးဘူးရောက်ဖို့တော့ကျွန်တော်တို့ခဏ string key တွေ server key လေးယူတဲ့နေရာပြန်သွားလိုက်မနော်အဲ့လိုက်ပြန်သွားပြီးတော့နောက်ထပ်ကျွန်တော်တို့ဒီနားလေးမှာစာထည့်ပေးရမှာဗျဒီမှာမင်္ဂလာပါဗောနော်ဒီပေါ်သုံးနားမှာကိုယ့်ရဲ့တိုင်တယ်ဗောဒီနေ့ကတော့ဘာလုပ်နေဆိုတာကျွန်တော်ဆွင်းစားဆောတဲ့ခါကျရင်ကျွန်တော်ပို့တင်တဲ့ခါကျရင်ကျွန်တော်တိုင်တယ်ထည့်တယ်လို့မျိုးဗျာပြီးဒီမှာမင်္ဂလာပါအောက်မှာလည်းမင်္ဂလာပါတခုကကျွန်တော်ကတော့ဒါတော့နမူနာဖြစ်လောက်ကြတယ်ဆိုတော့ထည့်လိုက်မယ်ဒီနားလေးစာထည့်မှကျွန်တော်လွှဲလို့ရမှာနော်စာထည့်ရမှာနှစ်ခုလုံးပေါ်အားစာရောအောက်အားစာရောထည့်ပြီးကျွန်တော်စိတ်ဆိုတာနှိပ်ပေးလိုက်ပါလားနော်ဒီနားလေးမှာနော်ကျွန်တော်ပြပေးမယ်ဒီမှာမှားပါကြောက်လို့ဒီမှာမှာဒီလားဒီနားလေးနှိပ်ဒီနားလေးမှာဒီမှာနည်းနည်းချက်ပြမယ်မှာနော်ဒီမှာ edit book detail ဆိုတာနော်အဲ့ဒါလေးနှိပ်ပြီးတော့စာလေးထည့်ရမှာဖြစ်ပါတယ်ဆိုတော့ဒါလေးကိုကျွန်တော်တစ်ချက်စာထည့်ပြီးဆိုရင် save ဆိုတာနှိပ်လိုက်ပါကဲနှိပ်ပြီးဆိုရင်တော့မှန်ကြီးလေးနှစ်ချက်ချစ်သွားမယ်ပေါ့နော်ဒီမှာကြည့်ပါဘေးနားလေးမှာနော်ဒီမှာမှန်ကြီးလေးနှစ်ချက်ချစ်သွားမယ်နော်ဒီနားလေးမှာမှန်ကြီးလေးနှစ်ချက်ချစ်သွားမယ်တွေ့လားစိတ်အောင်လေးနဲ့အဲ့မှန်ကြီးလေးကိုကျွန်တော်နှစ်ချက်ချစ်ပြီးဆိုရင်အောက်နဲ့ဆွဲတင်ဒီမှာ go လေးနော်အဲ့ပြာလေးနဲ့ go လေးဆိုတာလေးနှိပ်လိုက်ရမှာဒါနှိပ်မှဖွေးပေါ်သွားရောက်မှာနော်ဒါနှိပ်မှဖွေးပေါ်သွားရောက်မှာဆိုတော့ go လေးဆိုတာလေးနှိပ်ပေးလိုက်မှာစာထည့်ဖို့မေးတယ်နော်ပုံမှာကျွန်တော်ကိုတိုက်တယ်ထည့်ဖို့မေးတယ်နော်ပြီး go လေးဆိုတာနှိပ်လိုက်ကဲနှိပ်ပြီးဆိုရင်တော့ကျွန်တော် Facebook မှာသွားကြည့်လို့ရပြီဒါမှကျွန်တော် Facebook ပေါ်ရောက်မယ်နော်ဒါဆင့်နဲ့များတယ်
ဒါကျွန်တော်ကွန်ပျူတာကနေ OBS လွှတ်တုံးပြီးတော့လွှတ်တယ်လို့ပါပဲเนาะ Okay ကျွန်တော်စပြီးတော့ stream လုပ်နေပြီဆိုတော့ Facebook ကိုသွားကြည့်မယ်เนาะ Okay ဒီမှာ Facebook မှာဆွဲကြည့်လိုက်မယ်အားလေးစောက်တက်လာမယ်เนาะFacebook မှာလေးတက်လာရလားအဲ့တော့ကျွန်တော်ဝင်ကြည့်လိုက်ဒီမှာဆိုလက်တက်လာပြီကြာအမှကျွန်တော် game နဲ့သွားပြီးတော့ game သွားဆော့ရုပ်ပဲเนาะဒါဆိုရင် game နဲ့သွားပြီးတော့ game သွားဆော့ပဲဒါပေမဲ့စစ်တော့နည်းနည်းများတယ်နားမလည်တဲ့ပဲရှိတော့ကျွန်တော်ကိုပြန်လာမေးပါเนาะ comment မှာလည်းမေးခဲ့လို့ရတယ်ပြီးရင်ကျွန်တော်ဒီcomment နီးပြန်ပေးမှာတော့နားမလည်လို့ရှိရင် okay ဒါဆိုရင်ကျွန်တော်ဒီမှာကြည့် Facebook မှာ link ပေါ်နေမှာကြည့်ဒီမှာသွားကြည့်လိုက်ပြီးပြီအောက်ဘက်မှာဒီမှာ link ပေါ်နေကြလားအဲ့ link နံပါတ်ကိုက line မကောက်ရလဲစင်မပြေဘူး line ကောက်မှနော်ဖုန်းပြီးရင်အဲ့ဒီမျိုး line လွှဲဖို့ဆိုရင်ဖုန်းကလည်းကောင်းမှာပဲဒီဖုန်းနေလေစင်မပြေပါဘူးဗျသူကစစ်တွေအများကြီးလောက်ရတာဖြစ်တယ်နော်ကွန်ပျူတာကနေလွှဲရတဲ့ပုံစံလိုမျိုးလွှဲရတာဖြစ်တဲ့အတွက်စစ်တွေအများကြီးရှိတယ်ဒါကြောင့်မို့ဖုန်းလည်းကောက်ဖို့လိုသေးတယ်ပေါ့နော်ဆိုတော့ဒီမှာဆို4ရက်ရောက်နေပြီကိုဂိမ်းသွားဆော့လိုက်ရုပ်ပဲနော်ဂိမ်းထဲဝင်ပြီးတော့ဂိမ်းသွားဆော့လိုက်ရုပ်ပဲဂိမ်းသွားဆော့ပြီးတော့လွှဲလို့ရပါပဲခင်ဗျာဆိုတော့အားလုံးကျေးဇူးတင်ပါတယ်ဒီလိုမျိုးနီးနဲ့လွှဲကြည့်ပါနော်ကျွန်တော်ဖုန်းကတော့နည်းနည်းလေးထင့်နေပြီဗျဆိုတော့ဖုန်းလည်းတအားပူတော့ပူတယ်ပေါ့နော်ဒါကြောင့်မို့ဖုန်းကောင်းကောင်းနဲ့လူတွေဆိုရင်ဒီလိုမျိုးပုံစံနဲ့လွှဲကြည့်ပါအားလုံးကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကကျိုးရှိတယ်ဆိုရင် comment မှာတစ်ခုရေးခဲ့ပါဗျာအားလုံးကျေးဇူးတင်ပါတယ်